အခုလိုမျိုး strawberry တီးလေးပေါ်နေတဲ့အချိန်မှာကျွန်မ strawberry တီးကိုလှုပ်စားပါမယ်အရင်ဝယ်ယူရှင်နဲ့ strawberry တီးကိုလေးကိုဘယ်လိုလှုပ်စားလဲဆိုတာဒီဗီဒီယိုလေးထဲမှာကြည့်ကြမယ်နော်ကျွန်မရောကိုယ့်ဘာသာကိုလှုပ်စားရတဲ့ strawberry ကိုအကြိုက်ဆုံးပဲပထမဆုံး strawberry တီးလေးကိုအညစ်ကြေးအကုန်လုံးတန့်စင်သွားအောင်တဲတန့်စင်သွားအောင်ပေါ့နော်ရေကိုတိချစီပါမယ်ပြီးသွားရင်တော့ကျွန်မ blender နဲ့ချိန်လိုက်ပါမယ်strawberry တီးလေးရဲ့အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်မအရသာအတွက်တကြားကိုထည့်ပါမယ်တကြားရောကိုအချိုဘယ်လောက်ကြိုက်တဲ့ပုံမှာမူတည်ပါတယ်ဒါကလည်းကျွန်မအတွက်ကြိုက်တဲ့တစ်ချက်ပါပဲကျွန်မအချိုသိမ့်မစားတဲ့အတွက်ကြောင့်ကိုဘာသာကိုကြိုက်တယ်လို့တကြားကိုချိန်လို့ရပါတယ်ကဲတကြားထည့်ပြီးသွားပြီဆိုရင်တော့ကျွန်မအရသာလေး balance ဖြစ်အောင်လို့တံမြာသည့်စိတ်လေးကိုစိတ်ထားပြီးတော့တံမြာကြီးကိုညှစ်ထည့်ပါမယ်ဒါကလည်းကိုအချင်းဘလောက်ကြိုက်တဲ့ပုံမှာမူတည်ပြီးတော့ကိုကြိုက်လို့ထည့်လို့ရပါတယ်အိမ်မှာလှုပ်စားရရဲ့ကောင်းတဲ့တစ်ချက်ကတော့ဒီအချိုနဲ့ချင်ကိုပေါ့နော်ကိုလိုတလောက်ကိုဘာသာကိုချိန်လို့ရတယ်အဲ့ဒါတော့ကျမအတွက်အရန်အဆင်ပြေပါတယ်နောက်ကောင်းတဲ့ချက်ကတော့ ready made တွေလုပ်တဲ့ခါမှာဆိုရင်တော့သူတို့က preservatives တွေထည့်ရတယ်ပေါ့နော်ဆိုစီတို့တာရှိကန်စီကိုထည့်ပေါ့နော်ဒါတော့အိမ်မှာလက်လက်ဆက်ဆက်လေးစားရအောင်ပေါ့အခုဆိုရင်တော့စားကြိတ်လို့ရပါပြီကျမအရန်ကိုပဲထည့်ထားတဲ့အတွက်ကြောင့်အဖုံးကမနေကိုပဲဖိပြီးပိတ်နေရပါတယ်ကဲအခုလိုမျိုးဂျင်းနေအောင်လို့ကြိတ်ပြီးသွားပြီဆိုရင်တော့ကျမတို့ဒီ strawberry ဒီအနက်လေးကိုကြိုပေးရပါမယ်ဂျိုနေတဲ့အချိန်မှာစိတ်ရှည်လက်ရှည်နဲ့နည်းနည်းဂျိုရပါတယ်သူက strawberry ဒီအရည်လေးခံသွားပြီးတော့လုံးဝ strawberry ဒီအနက်လေးဖြစ်သွားဒီဂျိုရမှာမဟုတ်လို့ကျမတို့အိုးလေးကိုလည်းနည်းနည်းလှုပ်ပေးဖို့အတွက်လိုပါတယ်လိုရရင်မှွေပေးဖို့လည်းလိုပါတယ်အခုဆိုရင်တော့အရေးလေးနည်းနည်းခံသွားပြီးတော့ strawberry ဒီလေးအနက်လေးကနည်းနည်းပြစ်လာပြီပေါ့နော်ဒါပေမဲ့ကျမလိုချင်တဲ့အနေထားတိတ်မရောက်သေးတဲ့အတွက်ကြောင့်နည်းနည်းစောင့်လိုက်ပါမယ်တော်တော်လေးပြစ်လာရင်မို့လို့နည်းနည်းလေးပဲကျမစောင့်ပြီးတော့ရက်လိုက်ပါအောင်မယ်အခုဆိုရင်တော့ဒါကျမလိုချင်တဲ့အနေထားပေါ့နော်ကျမတို့ဒီလောက်နဲ့ပဲရက်လိုက်ပါမယ်ပြီးသွားရင်သူက AY ခါမှလည်းနည်းနည်းလေးပို့ပြီးခဲသွားမှာပေါ့နော်ကဲကျမရဲ့ strawberry တီးယူလေးရပြီဆိုတဲ့အတွက်ကြောင့်ကျမကတိန်နာကိုဖန်ပလင်းထဲမှာ strawberry တီးယူလေးကိုထည့်ပြီးအခါကျတော့တေးကြလေးလေလုံးအောင်ပိတ်ထားလိုက်ပါတယ်ပြီးသွားရင်တော့ကျမရေခဲတက်တာထဲမှာထည့်ပြီးတော့ပမုတ်လေးနဲ့စားလို့ရပါပြီ။